ခင်ဖုံးသက်ဝေစိတ်တစားဟင်းခတ်မွေးကြိုင်လိုအပ်ချက်နဲ့တော့စစ်မှတ်ထူပြောတတ်တဲ့ပုံမှာနွယ်တပင်မြတ်တပင်တို့တန်ရောစင်ကိုတေရပါခဲ့ပါပြီခင်ဖုံးသက်ဝေဒါဟာပုံမှန်မနက်ခင်းတစ်ခုရဲ့နေကြည်ဦးတို့ပုတ်ကာတီကဝရန်တာလေးပါကွယ်လေကောင်းလေတန်းတွေနဲ့ညင်းခုံမဲ့တချို့အုပ်ဩဆန်နေတာကိုငှက်ထပ်ပူရကောင်းလားလို့ရဲသွမ်းသွေးမယ်တခါကမေယူမြင့်မို့ညများဇက်အိမ်ခိုင်မာဘူးကြောင့်ဂန်းကော်ရုပ်ကျွင်းနေနဲ့တက်သေးပြမယ်ဖကောင်းလေးစကားမများတတ်ပေမဲ့တခုခုလိုနေသလိုပါခင်မုံသက်ဝေတယောက်တည်းတည်နိုင်တဲ့အခွင့်အရေးလူသားအလုံးရပြီးတာကျွန်တော်သိပါတယ်ကြံတဲ့အခိုက်အတန့်တွေမှာပစည်းပစက်လေးတွေများလိုနေမလားလို့တွေးမိတယ်လှိုင်းကောင်းဖြူဖြူတွေကြားအတော်တန်ဝန်ပြည့်နေတာတော့လေငယ်ကလေးမထွက်ခွာနိုင်သေးသလိုတခုခုလိုနေတော့မှာပဲကြက်တဲ့ကိုလေတိုးတော့ဖွာကနေလွင့်ကနေကျစမီးမှာလဲသူ့ခုမတွေဖွဲ့ဖွဲ့ရရပါနေတာတွေ့ဘူးတော့ကျွန်တော်ကိုညှိုးဆိုဖို့အဘိဓမ္မာတစ်ခုရှိလိမ့်လို့နဲ့တွင်ရှာခဲ့ဦးတယ်ခေါင်းမှာတန်တရားတွေများအားလုံးကိုအယုံကြည်နဲ့မျက်ရည်လွယ်စသဖြင့်ခင်ဖုံးသက်ဝေပြောခဲ့ဘူးသလိုစိတ်ဝင်စားစရာကောင်းလောက်သူတိသူတက်စောင့်ကြောနိုင်စသဖြင့်အဲ့ဒီခေါင်းစဉ်တွေနဲ့ရှာခဲ့ဘူးပါတယ်ဘလို့ဖွင့်ဆိုကြလိမ့်မလဲပေါ့ကျွန်တော်ရှာကြည့်တယ်တောတွေတောင်တွေမဖွဲမရလမ်းခုလက်တွေအပြစ်တင်ရင်လဲတင်ကြပါစေလေဒီမဲ့ခင်ဖုံးသက်ဝေရဲ့ကျွန်တော်ဆိုတာကလေကိုတော့မကဲတင်ခြင်းစရာဝန်လေးမှုလေးပါအလှဲ့ကြော်ပြီးလှပခဲ့ရတဲ့ဗရောက်ပုံးနေတော့ကမှုပါကို့နမဲကိုခေါ်ပြီးဘဲငှက်ကိုရှာနေမှန်းမသိတဲ့အုပ်ဩငယ်ပါအလွမ်းနေမိုးတိုးမတ်တက်နဲ့ခင်ဖုံးသက်ဝေရဲ့6ပြစ်ကင်းနဲ့ရန်သူတော်ပါဒီတိုင်းသမိုင်းဆက်ရရင်ဘသူမှအနာတရမဖြစ်ဘူးမဟုတ်လားပျော်ပါတယ်တကယ်အပြစ်ရှိသူတွေထွက်ခွာသွားချိန်မှာတော့ခင်ဖုံးသက်ဝေဂီတနဲ့ပဲပြဿနာတွေဦးလိုက်တဲလိုက်နဲ့ကိုပျော်ပါတယ်ဘယ်ခေတ်မှပန်းမိတ်မကြဘူးတဲ့ရွက်လာပင်လေတဲ့ဟိုးရှေ့တုန်းကပုံမြင်အစ်စ်ကလေးတစ်ခုထဲမှာကောင်းငင်ပြလို့ရေပြတယ်